ကမစီဖန်နေအားလုံးမင်္ဂလာပါဗျာနော်ဒါအေဗာတန်နဲ့ကျွန်တော်မန်စီးတီးကိုပွဲစဉ်တော့ဒါပြီးသွားပြီဟာလန်ရဲ့3ဂိုး2ဂိုးနဲ့ပဲဒါမန်စီးတီးကပဲဒါအေဗာတန်ကိုဒါဂိုးပြတ်အနိုင်ရရှိခဲ့တယ်မန်စီးအင်ကွဲမှာနော်အဲ့တော့ဟာလန်ရှိရင်မန်စီးတီးကနိုင်နေဦးမှာပဲရှေ့ဆက်လဲကျွန်တော်နိုင်နေဦးမှာပဲနိုင်ပွဲတွေရနေဦးမှာပဲနော်အဲ့တော့ဘယ်လိုပြောမလဲလူမစွန်းနတ်မဆိုလို့ဖြစ်နေပြီကျွန်တော်မန်စီးအသင်းကကစားပုံတော့ညံ့တယ်ဒါပေမဲ့ဟာလန်ပါရင်ကျွန်တော်အသင်းကနိုင်ပွဲကိုရမယ်ဟာလန်ကဂိုးသွင်းမယ်နိုင်မယ်ဖော်မူလာလိုဖြစ်နေပါပြီဒါအခုလဲဒါဟာလန်ရဲ့3ဂိုး2ဂိုးနဲ့ပဲအနိုင်ရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့ဟာလန်ကဒုတိယပိုင်းမှာနော်ဒုတိယပိုင်းကျွန်တော်တို့ဒီ58မိနစ်မှာဒါပထမပိုင်းတစ်ပိုင်းလုံးတော့ဒီနေ့ပွဲရတာတော်တော်အီလေနဲ့ကျွန်တော်တို့မန်စီအသင်းဖန်နေဒါကြည့်ရတော်တော်ချင်းနေဆိုးခဲ့တယ်ဒါပေမဲ့ဒါဒုတိယပိုင်းစချင်းမှာပဲကွာဒီယိုလာရဲ့ဒါတက်ကနစ်ပေါ့နော်အဲ့တော့58မိနစ်မှာဒါနီကိုအိုဝိုင်းလီရဲ့ဒီကန်ဂျန်ဘောကနေပြီးတော့မာတင်ဘောကနေပြီးဟာလန်အပိုင်ခေါင်းခုန်တိုက်တယ်လုံးဝလှပတဲ့ခေါင်းတိုက်ချက်အမြင့်ကြီးကြော်ခုန်တိုက်ပလိုက်တယ်အဲ့ဂိုးတယ်အသိမကြဘူးဒါ59မိနစ်မှာဒါကျွန်တော်ဥစကာဘောတို့ဘာတို့ပြီးလို့ရှိရင်ဒါပန်ဒရိုဆေးဘာလူစားတွေလဲပြီးတော့63မိနစ်မှာဒါဟာလန်ကပဲတကထက်သွန်းတယ်အဲ့ဒီဟာလန်ပထမဂိုးသွင်းပြီးတော့ဒါလူစားတွေလဲပြီးတဲ့အချိန်မှာပဲဒါကျွန်တော်ဘန်ဒရိုဆေးဘာတို့ဥစကာဘောတို့ဝင်လာတဲ့အချိန်မှာပဲကစားကွက်ကတော်တော်ကြီးကိုပြောင်းပြီးတော့တော်ကိုမှဒါမန်စီးဆန်တဲ့မန်စီးကိုပြန်မြင်လာရတယ်ကျွန်တော်တို့ဟိုးအရင်တော့အရန်ကောင်းခဲ့တဲ့မန်စီးဘောလုံးကိုပိုင်ပိုင်တန်းချက်ကက်နဲ့ကစားနိုင်တဲ့မန်စီးအသွင်ဖြစ်ပြီးတော့ဒါ63မိနစ်မှာပဲဒါဆာဗင်ညိုကနေပထမပိုင်းတစ်ပိုင်းလုံးကျွန်တော်တို့အပြစ်တွေပြောခဲ့တဲ့ဆာဗင်ညိုကနေပဲဒါဖန်တီးပေးတဲ့အလုံးကိုဟာလန်အပိုင်ပိတ်သွန်းသွားတယ်အမှကျွန်တော်တူးစီနဲ့ဥဆောင်နေတယ်အမှကျွန်တော်တို့တကထပ်ပြီးတော့85မိနစ်မှာကျွန်တော်တို့ဒါရီကိုလူဝတ်တို့ဒါချာကီတို့ဒါပြီးလို့ရှိရင်ကိုဗာစစ်တို့ဝင်လာတယ်ပြီးလို့ရှိရင်ဂွန်ဇာလက်တို့ဆာဗင်ညိုတို့အိုဘိုင်းလီတို့ထုတ်ပြီးတော့ဒါထပ်ပြီးတော့ကွာစီလာလူစားလဲမှုတွေလုပ်တယ်အဲ့ဒီအချိန်မှာပဲတောက်လျှောက်တိုက်စစ်စင်နဲ့ပွဲပြီးကန်ကြီးနော်ပွဲပြီးကန်ကြီးအချိန်ပိုမှာပဲဟာလန်ဟတ်ထွတ်ရနိုင်တဲ့အခွင့်အရေး3ချိန်အောင်ရတယ်ဟာလန်ကတကယ်ဆိုဟတ်ထွတ်ရမယ်ဟတ်ထွတ်ရနိုင်တဲ့အခွင့်အရေး3ချိန်စက်တိုက်ရတယ်သူဖွင့်သွားတယ်တယောက်တည်းထွက်သွားတယ်မကိုနောက်တစ်ချိန်နဲ့တယောက်တည်းတွေ့တယ်မကိုနောက်ဆုံးတစ်ချိန်တယောက်တည်းကိုသမားနဲ့1.1ကိုတယ်လုံးဝမကိုဗျာဒီကောင်ကြီးကဒီနေ့ညတော့ဟတ်ထွတ်ကန်ကိုတကယ်ကိုခေခဲ့တဲ့ညလို့ပြောလို့ရပါတယ်အဲ့တော့ဟာလန်ရဲ့3ဂိုးတွေနဲ့ကျွန်တော်မက်ဆီတဲ့အဗာတန်ကို2ဂိုးမရှိစေရလဲအနိုင်ရရှိခဲ့တာဖြစ်ပါတယ်အဲ့တော့ဟာလန်ကတော့ပရီးမီးယားလိပွဲစဉ်8ကစားအပြီးမှာပဲဒါစုစုပေါင်းပရီးမီးယားလိ3ဂိုး17ဂိုးနဲ့ပြိုင်ဘက်အသင်းတွေကိုဒါဂိုးပြတ်ခြေပြတ်နဲ့ဒါသူကလုံးဝအသာစီးကနေပရီးမီးယားလိရွှေဖနက်စုအတွက်ဒါထိတ်ဆုံးကနေပြေးနေပါပြီ17ဂိုးနဲ့ဖန်တီးမှုတစ်လုံးနဲ့ဒါပွဲစဉ်8ပွဲကစားပြီးမှာပဲဟာလန်က17ဂိုးသွင်းတာဖြစ်ပါတယ်အဲ့ဒီညနိုင်ပွဲကြောင့်ပဲဒါကျွန်တော်မက်ဆီအသင်းကဒါအခုလက်ရှိအချိန်ကြီးပေါ့နော်ဒါရမှတ်16မှတ်နဲ့ဒါဇယားထိတ်မှာတက်ပြီးတော့နေခစ်တနေရာယူရတယ်ပေါ့နော်မနေ့ကကျွန်တော်အာဆင်နယ်တို့ဘာလို့ရှိတာပေါ့နော်အဲ့တော့အာဆင်နယ်ကလည်း16မှတ်နဲ့ဒါဒုတိယနေရာမှာရပ်တည်သွားတယ်လီဗာပူးက15မှတ်နဲ့တတိယနေရာမှာရပ်တည်သွားတာဖြစ်ပါတယ်ဗျအဲ့တော့အာဆင်နယ်တို့လီဗာပူးတို့ပွဲတွေစောင့်ကြည့်အောင်ဖြစ်ပါတယ်ဒီနေ့ညတော့ကျွန်တော်တို့မက်ဆီအသင်းကထုံးစံတိုင်းလူမစွန်းနတ်မဆိုလို့ကစားကွက်တိတ်အရင်မကောင်းပေမဲ့ဟာလန်ရဲ့ထုံးစံတိုင်း3ဂိုးတွေနဲ့ပဲဒါအနိုင်ရရှိခဲ့တာဖြစ်ပါတယ်ဗျဟာလန်ကတော့ရှီဖနာစုတဲ့တစ်ပြေးနေပြီလို့ပြောလို့ရပါတယ်ဗျအဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့မက်ဆီတဲ့နောက်ပွဲတွေမှာလည်းဟာလန်ရှိနေသွေးကျွန်တော်တို့အသင်းကအနိုင်ရနေဦးမှာပဲလို့ပြောချင်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်